အားလုံးမင်္ဂလာပါဗျတစ်စက္ကန့်ကိုရှာဖွေမှုပေါင်း9000ကျော်တစ်နေ့ကိုရှာဖွေမှုပေါင်း8.5 ဘီလီယံဒီကေကနန်းတွေကကမ္ဘာအကြီးဆုံးရှာဖွေရေး engine Google နဲ့ဆိုရမှာဒါပေမဲ့1998ခုနှစ်တုန်းကသူတို့ရဲ့ရုံခန်းကကာ9000တခုသာဖြစ်ခဲ့တယ်ဆိုတာခင်ဗျားတို့သိပါသလားStanford တက္ကသိုလ်မှာကျောင်းသား2ဦးဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာအင်တာနက်ပေါ်ကအချက်အလက်တွေကိုစူးစီးဖို့ကြိုးစားရင်သူတို့ရဲ့ပထမဆုံး algorithm ကိုတည်ထွင်ခဲ့ကြတယ်။သူတို့ပေးခဲ့တဲ့နာမည်က Backrub တဲ့။နောက်တော့အချက်အလက်အမြောက်အများကိုစားပြုတဲ့ Google ဆိုတဲ့သင်္ချာစကားလုံးကိုမားရည်မိရကနေအခုမြင်နေရတဲ့ Google ဆိုတဲ့နာမည်ဖြစ်လာခဲ့တာပါ။ My screen is bright, asking questions of the night. Lost inside this digital stream, a whispered thought, a wakened dream. You've got the map to everything, the quiet peace the answers bring. My endless query, Google. My endless query, Google.အဲ့ဒီအရှင် search engine တွေကစာမျက်နှာပေါ်စလုံးရေးကိုပဲရေးတွက်ကြပါတယ်။ဒါပေမဲ့ Google ကတမျိုးလုပ်လိုက်တယ်။ဘယ် website ကတခြားသူတွေရဲ့ယုံကြည်မှုအများဆုံးရတယ်လဲဆိုတဲ့အချက်ကိုအခြေခံတဲ့ PageRank နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ဒါဟာ internet ရှာဖွေမှုမှာတကယ် game changer ဖြစ်ခဲ့ပါတယ်။ Yeah, check the algo. Every query typed in late night, trying to get my state of mind right. Just another data point in your infinite design, right? Feel the latency in my own cache, moving at a different pace. Lost inside this digital ocean, trying to navigate the headspace. Got the whole world's knowledge in my phone, still feeling totally unknown. Yeah, you got my digital footprint, but you'll never see the soul I've shown. And all I ever do is Google. All I ever do is Google.Google က search engine တခုတည်းနဲ့မကျေနပ်ခဲ့ဘူး Gmail နဲ့ email လောကကိုပြောင်းလဲခဲ့တယ် YouTube ကိုဝယ်ယူပြီး video လောကကိုသိမ်းပိုင်ခဲ့တယ် Android နဲ့ကမ္ဘာစမတ်ဖုန်းအသုံးပြုသူအများစုရဲ့လက်ထက်ကိုရောက်ရှိခဲ့တယ်ဒါတွေအားလုံးကအသုံးပြုသူတွေရဲ့လိုအပ်ချက်ကိုအရင်ဆုံးစဉ်းစားခဲ့တဲ့အတွက်ဖြစ်ပါတယ်2015ခုနှစ်မှာတော့ Google ဟာ Alphabet ဆိုတဲ့မိခင်ကုမ္ပဏီအောက်ကိုရောက်သွားခဲ့တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ရည်မှန်းချက်က search engine တခုတည်းနဲ့မဟုတ်ပဲကိုယ်ပိုင်မောင်းနိုင်သောကားတွေကျန်းမာရေးနည်းပညာတွေနဲ့အနာဂတ်နည်းပညာတွေကိုပုံမှန်အာရုံစိုက်နိုင်ဖို့ဖြစ်ပါတယ် All the static on the line, just searching for a quiet sign. A million signals fill the space, trying to find my center in this place. Lowering my latency for you. Open my bandwidth, let peace break through. All the nodes connecting me and you. Yeah. ဒီနေ့ခေတ်မှာ Google ကကျွန်တော်တို့ရဲ့ digital ဘဝတစ်ခုလို့ဖြစ်နေပါပြီ Larry နဲ့ Sergey တို့ရဲ့ကားကိုလောင်ထက်ကအိမ်မက်ကဒီနေ့မှာတော့ကဘာကြီးကိုချိန်ဆက်ပေးထားတဲ့ empire တစ်ခုဖြစ်နေပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်